မင်္ဂလာပါရှင်ဒုက္ခမဟာစိုက်ပျိုးရေးစစ်ကုမ္ပဏီကပြုလုပ်တဲ့တောင်တပညာပေးဆွေးနွေးပွဲနဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာအဓိကဆွေးနွေးပေးသွားမှာကတော့ဆရာမဒေါက်တာတတပဲဖြစ်ပါရဲ့ရှင်မင်္ဂလာပါဆရာမရှင်မင်္ဂလာပါရှင်ဟုတ်ကဲ့ပါဆရာမအာလူဥဖောက်ပလန်ပိုးနဲ့ပတ်သက်ပြီးတော့ဆရာမအနေနဲ့ဆွေးနွေးပေးပါအောင်ရှင်မင်္ဂလာပါရှင်အခုပေါ့နော်အာလူမှာကြာရောက်တဲ့ဖြတ်ပိုးတွေကတမျိုးဖြစ်တဲ့အာလူဖလန်ပေါ့နော်အာလူဥဖောက်ဖလန်အကြောင်းကိုမဆွေးနွေးပေးပါမယ်ဆိုတော့အာလူမှာကကြတော့အဓိကဆိုတာယောဂပို့ပြီးတော့ဒီမှာတန်လာကြတယ်ဒါအာလူမှာပိုးကြတယ်ဆိုတာကတော့တကယ်ရှာရှာပါပါတဲ့မှာပါတယ်အဲ့မှာမှတို့ကအာလူဥမှာရှိလာတဲ့အခါမှာတို့လောင်တဲ့အခါမှာပေါ့နော်ဒီဖလန်ကောင်တိတိလေးတစ်မျိုးကြရောက်တဲ့ဒါဒီဖလန်အသေးလေးကသူကအကောင်အပြင်ဆိုက်အပြင်အရွယ်တင်းငယ်တယ်သူ့ရဲ့ဒီလောက်ကောင်လေးကဒီအာလူထဲကိုဝင်ပြီးတော့စားတောက်ပြီးတော့အခါမှာဆိုရင်ဒီအာလူထဲမှာသူ့ရဲ့ဒီအညစ်အကြေးတွေရောပေါ့နော်သူ့ရဲ့အညစ်အကြေးတွေရောဒီအာလူရဲ့အထဲမှာတို့စားတဲ့အသားပေါ့နော်ဒီအာလူဒီကစီတက်ပါတဲ့အသားကိုပေါ့အကုန်လုံးဖြတ်စီးပြစ်လိုက်တဲ့အခါမှာဒါဆုံးရှုံးမှုဖြစ်စေတာပေါ့နော်အာလူဆိုင်တဲ့တောင်သူတွေရောကုန်တယ်တွေရောဒီစားသုံးသူလည်းမကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးအခြေအနေကိုရှိတတ်ပါတယ်ဒီပလန်လေးကဘလို့အခြေအနေမျိုးမှာကြောက်လဲဆိုတော့ခါကြတော့ဒီအာလူစိုက်ခင်းကသူကပေါင်းမြက်တွေထုထက်နေတဲ့အခါပေါ့နော်ပေါင်းမြက်တွေထုထက်နေတဲ့အခါတော့နောက်ကအရန်ကိုဒီအပင်ဥယျာဉ်များပြီးတော့ဟိုတက်တိတ်နေတဲ့အခြေအနေမျိုးပေါ့နောက်တစ်ခါကျတော့ဒီအာလူဒီပို့ဒီမြေကြီးတဲ့ဟိုဆင်းလာတဲ့အခါမှာဆိုရင်သူကအဲ့ချိန်မှာဆွတ်အေးမြတဲ့ဟာဒီဥရုအခြေအနေပေါ့ဒါဆိုဖလန်ဥပွားများနှုန်းကိုအများကြီးအားပေးတယ်ဒီဖလန်ကလေးကသူကဒီစိုက်ခင်းထဲမှာတွေကသူကရှိပေမဲ့လည်းဘယ်လိုအခြေအနေမှာသူကသူ့ရဲ့လောက်ကောင်စားတတ်မှုပုံကဘယ်မှာတပြလဲဆိုတော့ကျတော့တူလောင်နဲ့တင်းစီတဲ့အခါမှာတော့ပြတာဆိုတော့ကျတော့သူကဝင်လာတယ်အာလူထဲမှာလောက်ကောင်ကြီးတွေ့တယ်တော့ပေါ့နော်ညီမတို့လည်းကြုံမှုမှာပါနော်ဒါမင်းကလေးဆိုတော့ဈေးဝယ်ပြီးတယ်ဆိုတော့လေအဲ့လိုမျိုးအခြေအနေကိုရှိတဲ့အခါမှာအာလူရဲ့အရေးအသွေးကိုပျက်စီးစေတယ်ဆေးတန်ဖိုးလေးကြာဆင်းစေတာဟုတ်ကဲ့အခြေအနေမျိုးရှိပါတယ်ဒါဆိုပေါ့နော်ဒီယောဂပိုးကတောင်သူလယ်သမားတွေအနေနဲ့ရောစားသုံးသူတွေအနေနဲ့ရောတော်တော်လေးကိုစိတ်နှောက်ယှက်ဖြစ်ရယောဂပိုးပဲပေါ့နော်ဆင်မဒါပေါ့ညီမလေးကယောဂပိုးလို့တုံးလိုက်တာပေါ့ဒါယောဂပိုးလို့တောင်သူတွေကလည်းထင်တာစားသုံးသူတွေကလည်းထင်တာဒါကြောင့်မလို့ဒီညီမလေးယောဂပိုးလို့တုံးလိုက်တာလေးကလည်းတစ်မျိုးလေးပေါ့နော်ဘာလို့လဲဆိုတော့သူကဒီအာလူတီကိုတို့ကဒါနဲ့ခွဲကြည့်လိုက်တယ်ခွဲကြည့်လိုက်အထက်ထဲမှာညစ်ကြေးနေတဲ့အညစ်အကြေးနဲ့မဲနေတဲ့အရာတွေတွေ့တဲ့အခါမှာဒါကိုယောဂလို့ထင်တာဒါပေမဲ့တိတိကျကျကြည့်လိုက်တဲ့အခါမှာကျတော့ဒီလောက်ကောင်လေးကိုတွေ့ရအခါမှာဒါကိုယောဂလားပိုးလားဆိုတဲ့ပြဿနာရှိရပေါ့တကယ်တော့ပိုးနော်အာလူဥဖောက်တာတဲ့ပိုးဖလန်ကလေးဖြစ်ပါတယ်ဆိုတော့သူ့ကိုကောက်ွယ်မယ်ဆိုတော့ဒီအာလူထဲကိုဝင်ပြီးတော့သူဒီဖလန်လေးလောက်သွားစားနေတော့မှသူ့လောက်ကောင်လေးသွားစားနေမှာတော့အမတို့ကောက်ွယ်လို့မရအောင်ပေါ့နော်မရတဲ့အခါမှာတို့ကဒီအာလူပင်ရဲ့ဒီဥဖြစ်ထွန်းတဲ့အချိန်လေးမှာတို့ကမလုပ်လို့ရလဲဆိုတော့ကကြတော့ဒီကြိုတင်တဲ့အနေနဲ့ပေါ့နော်ဒါဒုက္ခအဘာနော်ဒုက္ခအဘာတို့မဟုတ်ဒီမဟာရော့ကတ်ပေါ့နော်မဟာရော့ကတ်ကိုတို့ကအများဆုံး2ကြိမ်ပေါ့အနည်းဆုံး2ကြိမ်မဟုတ်ဘူးနော်အများဆုံး2ကြိမ်အသုံးပြုတော့ဟိုကာကွယ်ထားလို့ရပါတယ်ဒါဆိုရင်တော့ဒီအာလူဖလန်ပိုးကိုတို့ကကြိုတင်ကာကွယ်ပြီးသားဖြစ်မှာပါဟုတ်ကဲ့ပါဆရာမဒါဆိုပေါ့နော်အာလူဥဖောက်ဖလန်ပိုးကညီမတို့ဒုက္ခမဟာဆေးကုမ္ပဏီကနေတန့်ချီတဲ့ဒုက္ခအဘာနဲ့မဟာရော့ကတ်ဆေးကိုအသုံးပြုမယ်ဆိုရင်ဒီယောဂကိုတေချာလေးကာကွယ်ပေးနိုင်မှာပေါ့နော်ဆရာမအဲ့မှာမှတို့ကဒီဆေးကိုသုံးမယ်ပြီးတော့ကျတော့ပေါင်းရှင်းရမယ်နောက်တစ်ခါအရန်ပြီးပဲဆူထမ်းကြတွေအဆိုတက်တွေဟိုအခြေအနေကိုတို့ကထိမ့်ပေးရမယ်ဆေးနဲ့တုံးမယ်ကျန်တဲ့လိုအပ်တဲ့ဒီကာကွယ်စိုက်ကင်းထဲမှာလုပ်ရမယ်ကာကွယ်နေစနစ်တွေကိုလည်းမတို့တွဲဖက်ပြီးတော့လုပ်ရမယ်ဒါဆိုရင်တော့တို့ကာကွယ်နိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာမအချိန်ပေးပြီးတော့ဆွေးနွေးပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာပါရှင်ကျေးဇူးပါရှင်